လောကကြီးကတကယ်ပဲမတရားဘူးလို့မြင်ထင်နေသလားလောကကြီးကမတရားဘူးလို့ထင်ရတတ်ပေမဲ့တကယ်တမ်းကျတော့လောကကြီးကတရားတဲ့ဘက်မှာပိုရှိနေပါတယ်နံပါတ်1ကတော့မတရားပဲရရှိတဲ့ငွေကမနာလိုမှုများတယ်လူမုန်းလည်းများတယ်အမြဲတမ်းလည်းရည်တထိတ်ထိတ်နဲ့နေခဲ့ရကြတယ်နံပါတ်2ကတော့လူအဖွဲ့အစည်းကတရားမျှတမှုမရှိသောသူကိုလက်မခံဘူးစီးပွားရေးလုပ်တာကတော့ယူကြည်မှုအရင်ရှိဖို့လိုအပ်တယ်နံပါတ်3ကတော့အချောင်ရတဲ့လူကတော့အမြဲတမ်းအချောင်ပဲလိုချီပြီးတော့ကိုယ့်ရဲ့ချင်းနဲ့လုတ်ကိစ္စတော့ဖို့မကြိုးစားတတ်ပဲနဲ့အချောင်မရတဲ့အခါမှာတော့သူတို့ဘဝပျက်စီးသွားကြတယ်နံပါတ်4ကတော့မတရားတဲ့လူကတော့သူ့အမားကိုတော့ဖုတ်ကွယ်နိုင်တယ်ဒါပေမဲ့အဲ့ဒီအမားကိုတော့လူမသိအောင်တော့သူဖျက်ဆီးလို့မရဘူးနံပါတ်5ကတော့မတရားလုပ်တဲ့သူကတော့သူ့မိသားစုကလေးပါအတူယူကူးဆက်စီပြီးတော့နောက်ပိုင်းမှာတော့သူနဲ့သူ့တမျိုးလုံးပါညှိနှိုင်းကြရတယ်နံပါတ်6ကတော့တရားသောသူကတော့တိတ်ဆိတ်နေပါတယ်ဒါပေမဲ့အနာဂတ်မှာတော့လူတွေရဲ့ကြောင်းရှုယူတည်မှုကိုသူ့အလိုရနေကြတယ်ရေတိုကြည့်တော့လောကကြီးကမတရားဘူးလို့ထင်ရပေမဲ့မတရားတဲ့လူကတော့အမြဲတမ်းအပြစ်ရှိစွာနေထိုင်သွားကြရပြီးတော့နောက်ပိုင်းမှာတော့ပျက်စီးကြတာများတယ်ဒါကြောင့်အလကားမလို့ချင်နဲ့အချောင်လည်းမလို့ချင်နဲ့ဒါတွေကအကျစ်ပါတယ်ဒီအကျစ်တွေကပြန်ပြေးဖို့အရင်ခက်တယ်ကျေးဇူးတင်ပါတယ်လိုက်အောင် share လုပ်ပေးထားပါ